phong sa su long ta la le ba di ni ka chat ta ho bo no ma chat ta si pian chat mai pi lo shin no ကြောက်ဖြုံသေးကိုအရေးတောက်ချက်မယ်မြေကောင်းချက်တုံဖြူလေးနဲ့ပြီးလို့ရှိရင်တော့စိမ့်ကြော်မယ်ပြီးလို့ရှိရင်တော့ဟိုပါပေါ့ခရမ်းသီးရယ်ဟိုဘက်မှာလုပ်နေတာပေါ့နော်ခရမ်းသီးပေါ့စက်သားကိုပေါ်တက်တင်စင်နဲ့လောဆယ်နှစ်ထောင်းမယ်ပေါ့နော်သူကနှစ်ထားဖို့အတွက်ရိုးနှစ်မှာပေါ့နော်စားစီဟုတ်ပါစနုံမုံရယ်စားရယ်ခြုံမုံရယ်ဝါဘာလဲရှာဝါဘာလဲခယူစီရယ်ငံပြားရည်ရယ်မျိုးစုရအများကြီးလားအရင်ဖြစ်ဖို့အတွက်ချင်းထောက်နေတာပါစနုံမုံပါခြုံမုံပါခယူစီပါနေပြီးတော့ခဏနိုင်ဝက်လောက်ပေါ့နော်နှစ်ခါနဲ့နိုင်ဝက်လောက်ပြီးဆိုလို့ရှိရင်တော့စီချက်ထည့်ပြီးတော့လုံးချက်တော့မှာပါစီချက်တက်ပြီးတော့ဘလို့စီချက်ထည့်မယ်စီချက်တက်ပြီးတော့ပြောရလေအခုအကောလောအစာပလာနဲ့နေပြီးပြီဆိုတော့နိုင်ဝက်လောက်နှက်ပါမယ်အင်္ဂလိပ်လိုကြတော့ဟုတ်တယ်တလုံးအင်္ဂလိပ်စကားကနေဆိုရင်နေယူဆိုပြီးသွားပြီလေအိုင်ဆိုငါလည်းရတယ်ကျွန်မအဲ့လိုပြီးသွားတလုံးနဲ့လေအိုင်နဲ့ပြီးတော့လေမြန်မာမှာကြတော့စကားတွေကနေဘူးလားစက်သားနှက်နေတဲ့အချိန်မှာအစင်းကြော်တော့လိုအပ်တာလည်းလုပ်နေပါတယ်ဒါဆောင်းရရဲ့အပြင်မှာအဲ့ဒါပြင်းတို့ဒိတ်ပြီဒီမှာနော်အဲ့ဒါဘာပေးလဲတပြက်တီးတက်ပြီတပြက်တီးတက်ပြီဟမ်တပြက်တီးတက်ပြီတံဖြတ်ပင်အခုကျလာမယ်ကွာဒါကပြောကြည့်တယ်မှာအမကြည့်ထားလိုက်လွယ်လွယ်ပါစီရလားအော်လိုက်လို့တခါလေးဟဲ့တာမောဘုံနေပါတာမောသေးကိုနည်းနည်းလေးဆက်ပါမယ်။ဒါဆန်းနေဆက်ပါမယ်။ဒီပါအဲ့တော့ဒီလောက်ဆိုတော့ကျွန်တော်ရပြီပေါ့နော်။ရခိုင်ချက်တော့ပါရုပ်ပြီးအတုံဖြူဒါလေးမညက်တညက်ထောင်းပြီးချက်မှာပါ
ကျွတ်တော်ဖြူမညက်တညက်ထောင်းထားတာရပြီဆိုတော့အခုစားချက်ပါမယ်ခရမ်းသေးရင်ထည့်ပါမယ်ရုပ်တီးနဲ့ကျွတ်တော်ဖြူထောင်းထားလေးထည့်ပါမယ်ခရမ်းသေးရယ်မုံလာဦးအဖြူရယ်ဟိုဟာရုံးပလေသေးဟင်းချိုးသေးရယ်ပေါ့ထည့်မှတာမယ်ရုံးပလေသေးရယ်ကြတော့စူမှာပဲထည့်မှာဖြစ်ပါတယ်ချုံမော့စားသုံးနေနဲ့ငပိဖြိုထားတာပါနော်ငပိတွေကကျအရင်မှလည်းအထဲမှာအဲ့ဒါတော့မသုံးဘူးပါနော်စုံစဲရနည်းနည်းလေးထည့်လိုက်မယ်ပေါ့နော်အရင်လဲပြီးလို့ရှိရင်တော့တည်လို့ရပါပြီဒါချက်သားအတွက်ချက်တော်ဖြူလေးထောင်းတာပါချက်တော်ဖြူချက်တော်နေချင်းထောင်းပြီးတော့စီချက်တက်မှာဖြစ်ပါတယ်ရုံးပဒေတီဒါငရုတ်တီဟိုပါလဲချက်သားစီချက်တက်ဖို့အတွက်ငရုတ်တီထောင်းမှာဖြစ်ပါတယ်ဒီဟာကိုပဲစီချက်တက်မှာဖြစ်ပါတယ်ထောင်းပြီးတော့ဒီမှာချက်လို့ရှိရင်တော့ငရုတ်ဟိုခွေးချမ်းတော့မသုံးဘူးပေါ့နော်ဒီလိုအချောက်လေးတွေပဲဝယ်ပြီးတော့ထောင်းတာပေါ့နော်ချက်သားစီချက်အတွက်စီချက်တက်မှာဖြစ်ပါတယ်ချက်တော်စီရည်ဆိုတော့ချက်တော်နဲ့ထည့်ရမယ်ခဲလာယူလို့မရဘူးပေါ့အယောင်တိမ်မုံနဲ့ထည့်ပါမယ်အဲ့တော့ရပါပြီချက်သားထည့်ပြီးတော့ချက်သားချက်ပါမယ်အဲ့မယူရလားဒီချီလာမှာပါဇုံးကဟိုရောက်မှတော့ချက်တာဘလောက်ရေထိုးထားလဲဆိုတော့အေးဒါစီကျင်းနဲ့အရေးပါပြုတ်ပြီးသားနဲ့အမှုမှာလေအော်ပတ်ကူလာတော့ရေထည့်ထားတာမဟုတ်ဘူးရေထိုးထားတာပေါ့နော်你没急着一出它一出它了，这个一出它了，这得ဒါချက်ပါပြီဒါစီပီချက်ရဲ့အရေးတွေပေါ့နော်တခါဆိုတော့ကျမတို့ဒါရေမထည့်ထားဘူးပေါ့နော်စီမနည်းနည်းချင်းနဲ့ရေနည်းနည်းလေးပဲထည့်ထားတာဒါသူကြတော့အာလူကပြုတ်ပြီးသားပေါ့နော်ပြုတ်ပြီးသားပါပြုတ်ပြီးသားကိုထည့်တာပါအာလူကခုဆိုရပါပြီအမလည်း
နော် 我记得一点吧，你来讲。叮叮叮叮，这打就打。啊，妈呀！ 我白了的，干杯吧，你去下进来。我把摩罗拿你把过来一下的，我把出来了，多久？怎么？taxi 呢？我等到到一到一。ဒီဝိုင်းလားပြောပါခင်ဗျာ ကောင်းတယ်ကောင်း အဲ့ဆိုချင်းနေကောင်းလားကောင်းလားအဆင်ပြေလား 哇！